ဘာဖြစ်လို့လဲဆိုအရာရာပုဂ္ဂိုလ်ကိုသိတာနိလက်တွေ့ကြတော့လည်းမဟုတ်ဘူးလားဆိုဟုတ်တယ်ကလေးကာဝတ်ဖြစ်တဲ့ကလေးတွေကြီးကိုစားချက်ကိုရတာပဲလေကိုစားရင်ကိုရတာပဲဒီများသားကထိုင်ကြည့်ရင်ကိုမဝဘူးပေါ့လက်တွေ့တကယ်ကို practical ကြတာဘုရားတရားတော်တကယ်ဘလို့လဲကိုခံရတယ်တကယ်လက်တွေ့မှာဟုတ်တယ်ကိုကြိုးစားရင်ကိုဖြစ်တာမကြိုးစားရင်မဖြစ်ဘူးဉာဏ်ဉာဏ်တွေဘလောက်ကောင်းကောင်းအိုင်ကျူဘလောက်မြင့်မြင့်ကြိုးစားဖို့ဆိုတော့မမဖြစ်ဘူးကြိုးစားပြီဆိုရင်ဘောဓဝိရိယနဲ့ဖြစ်မှာအေးအရာရာမှာဘုရားသခင်ကမားနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတယ်အချိန်တန်ဘုရားအားကိုးဖို့ဆိုတော့သူကကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားကြရဘာမှမလုပ်ဘူးWhat should be done, what should not be done, ဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးလဲဆိုတော့ခိုင်းထားတယ်လည်းမလုပ်ဘူးလုပ်တဲ့မလုပ်တဲ့စဉ်းစားနေတယ်မလို့လုပ်ချင်တာလုပ်လူရဲ့ဉာဏ်ဉာဏ်လူတွေကလည်းဘာမှတန်ဖိုးမရှိလူရဲ့လုံလဝိရိယလည်းဘာမှတန်ဖိုးမရှိအတိမမပြုတဲ့သဘောဖြစ်တရားရာမှာဘုရားသခင်ရဲ့လူတော်ညာဒီလိုဖြစ်တာအဲ့တော့လက်တွေ့မှာဒါလေးအကုန်ဖြစ်နိုင်သလားလို့ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့လည်းစဉ်းစားကြည့်ဘုရားမြတ်စွာဟောတဲ့တရားတွေကလက်တွေ့လုံးလို့ရတဲ့တရားကိုဟောတာစိတ်ကူးရင်ပြီးတော့ညှော်မှန်းရမှာမဟုတ်ဘူးဒီကလေးလုံးနေတဲ့လုံးရတဲ့လက်ချိန်ကအကျိုးဖြစ်တယ်တကယ်လုံးနေဆိုတော့ဒီလမ်းပေါ်မှာရှောက်နေဒီစခန်းရောက်မယ်ဆိုတာသိချာနေတာလမ်းကြောင်းပေါ်မှာရှောက်နေသူလမ်းကြောင်းမှန်မှန်လာရှောက်နေစခန်းကိုမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေလမ်းကြောင်းမှန်ရင်သူစခန်းကိုရောက်တော့မှသိတာဆိုပါလို့ရွှေကုံဘုရားကိုသွားရွှေကုံဘုရားကိုဥတည်ထားတဲ့လမ်းကြီးပေါ်မှာလာရှောက်ကျောက်ကိုရောက်တော့မှအေးရောက်ရင်တော့ပြန်မရှောက်နဲ့မရောက်တဲ့လမ်းလည်းမရှောက်ဘူးမရောက်တဲ့လမ်းလျှောက်မယ်ရောက်ပြန်ပြန်လျှောက်မယ်ဆိုရင်ရွှေဘုရားရောက်မှာပေါ့ဒါတွေကငြင်းပယ်လို့ရတဲ့အရာတွေမဟုတ်ဘူး